ကတော့ဒါလေးမိတ်ဆက်ချင်တယ်ဆိုပြပြတယ်နော်ဒီလိုရှုပ်လေးပြမယ်ဒါရှုပ်လေးနော်ရှုပ်လေးကိုကြိုက်ကြရထည့်တယ်ဆိုဒီနေ့ရှုပ်လေးကဘယ်နည်းဗီဒီယိုကြတော့ခါလဲဆိုတော့အဲ့ဒီလေးလေးမိတ်ဆက်ပြပြမယ်ဖြစ်ပါရှင်အရင်ဆုံးထမင်းကြီးပါညီမနဲ့လိုက်မဲ့ထမင်းကြီး9နှစ်ကနေ10နှစ်ထိပို့လို့ရထမင်းကြီးလေဖြူစိမ့်မဖြူစိမ့်ချီသားလုံးဝအေးရချီသားလုံးဝအေးရနော်ချီသားမပူလို့မထင်ပါနဲ့ဒီမှာကျောင်းသူလေးလုံးဝဝတ်လို့ရတယ်ချီသားလေးကန်ကြည့်လို့ရပါတယ်ဟိုကခါတိုင်းလို့ရပါနော်ဒီနားထိဆိုရင်မကျောင်းဆိုတာလေးဆိုရင်ဝတ်သွားပါလုံးဝမပူနော်လုံးဝမပူချီသားစေးချီနော်ဝါချီသားပါထမိတ်ပြပြီမယ်နော်မရတော့ဒီနားပါမရကြတော့ဒီမှာနော်စိုက်ကြီးနေလို့ရှိရင်ဒီအောက်ကနေပြီးတော့မိုးလေးခောက်ပြီးချုပ်ရပါရှင့်အစိမ်းကတော့အနုတော့ဒီကအစိမ်းလို့ပါရှင့်ကျောင်းမှာဆိုရင်လွယ်ကလေးပြတယ်နော်ညစာမှာလွယ်ကဒါလေးမှာလွယ်ကကြည့်ရောလွယ်ကြည့်ရောလွယ်လေးလည်းပြပြီးဆိုတော့လေဒီနေ့မိတ်ကပ်လေးမပြတော့ဘူးညီမကိုစမ်းခွင့်လေးလည်းမလိမ့်ကြဘူးလို့ထင်ကြတကယ်တော့ဟုတ်တယ်ညီမတကယ်စမ်းခွင့်မလိမ့်ပါလုံးဝတကယ်စမ်းလို့မကြည့်ပါတားရီလုံးဝ6တွေ့နေ6တွေ့နေ6တွေ့အဲ့ဒါကြောင့်ညီမတကယ်စမ်းခွင့်မလိမ့်လို့ပါလို့အဲစမ်းခွင့်လိမ့်စီချင်တယ်ညီမလိမ့်ပါမယ်လို့ပြောပါတယ်စမ်းခွင့်မကြိုက်တဲ့သူဆိုမကြော်သွားဒီဗီဒီယိုလုံးဝကြော်သွားလို့ရတယ်ပြောပြီးသားဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲရှင်အားလုံးပဲ